လမ်းဘေးမှာအဲ့ဒီအမျိုးသမီးကိုယောက်ျားလေးကခိတ္တမြငေးကြည့်နေမိတာကိုသူ့အမေကချက်ချင်းရိပ်မိသွားတယ်နောက်တနေ့မှာတော့အမျိုးသမီးကဝက်ဦးချောင်းကင်ဆိုင်လေးဖွင့်ပြီးရောင်းနေတော့ရုတ်တရက်တက်တော်ဆောင်တစုရောက်လာပြီးတေချာအောင်စစ်မေးတယ်သူတို့ရှာနေတဲ့သူဟုံမှန်းလဲတီရောအမျိုးသမီးကိုတန်းခေါ်သွားကြတော့တာပဲသူထေးသားရဲ့အိမ်ကိုရောက်တဲ့အခါသူ့အမေကငါသားကဘယ်မိန်းကလေးကိုမှစိတ်မဝင်စားခဲ့ဘူးလို့ပြောလိုက်တယ်မျိုးသမီးလည်းအဲ့ဒါကိုကြားပြီးနည်းနည်းတော့လန့်သွားတာပေါ့အမေဖြစ်သူကဆက်ပြီးခဲ့တဲ့အပတ်ကညီကိုသူကြည့်နေတဲ့အချိန်ကတခြားမိန်းကလေးတွေကိုကြည့်တာထက်အများကြီးပိုကြတယ်လို့ပြောတယ်အမျိုးသမီးလည်းဘာကိုဆိုလိုမှန်းသဘောပေါက်သွားပြီးကျမကစီးစနစ်ရှိတဲ့မိန်းကလေးပါလို့ပြန်ပြောလိုက်တာပေါ့ဒါနဲ့သူ့အမေကငါသားကိုရအောင်လိုက်ခဲ့ရင်ရွှေ30တန်းပေးမယ်လို့ကန့်လန့်လိုက်တဲ့အခါမှာတော့အမြကိုသမီးတယောက်ချက်ချင်းပဲသဘောတူလိုက်ပါတော့တယ်နောက်တနေ့မှာတော့အမျိုးသမီးဟာရီးစားရစရာနီလန်းတွေကိုအသေးချာလေ့လာပြီးတထေးသားဘလို့မိန်းကလေးမျိုးကိုကြိုက်တက်လဲဆိုတာစဉ်းစားရင်းအဝတ်စားတွေကိုတေးသေးချာချာရွေးချယ်ပါတော့တယ်သူ့ခန်းဖော်ကနင်းအဲ့ဒီလူကိုလိုက်မလို့လားလို့မေးပြီးခြေဆုံးကောင်းဆုံးကြည့်ကမဖြစ်နိုင်တာလို့ပြောလိုက်တယ်ဒါပေမဲ့အမျိုးသမီးကတော့ငါကအနည်းဆုံးတော့ကျောင်းဝင်းတစ်ခုလုံးမှာအလှဆုံးပဲတေချာပေါက်အောင်မြင်ရမယ်လို့ကိုယုံကြည်နေခဲ့တာပေါ့ညနေပိုင်းမှာတော့ယောက်ျားလေးကဘတ်စကတ်ဘောကွင်းမှာဘောလုံးကစားနေတယ်အမျိုးသမီးကတော့သူ့အနားနာမှာဝက်ဦးချောင်းကင်ဆိုင်တော့ဖွင့်ထားလိုက်တာပေါ့ယောက်ျားလေးကကစားရင်းနဲ့အဲ့ဒီဆိုင်လေးကိုလှမ်းမြင်သွားတယ်အမျိုးသမီးကလည်းမိမပြူလို့ရဲ့ဆွဲဆောင်မှုတွေကိုထုတ်ပြရင်းသူငါ့ကိုလာပိုးတော့မှာပဲဆိုပြီးစိတ်ကူးရင်နေတဲ့အချိန်မှာပဲဝက်ဦးချောင်းနှစ်ချောင်းပေးပါလို့ယောက်ျားလေးကပြောလိုက်တယ်အမျိုးသမီးကဝက်ဦးချောင်းတွေကမ်းပေးလိုက်ပေမဲ့မထင်မှတ်ထားစွာပဲယောက်ျားလေးရဲ့မျက်လုံးတွေကဝက်ဦးချောင်းတွေစီမှာပဲရှိနေခဲ့တယ်အမျိုးသမီးကအကိုလူပြိုပဲလားဟင်လို့မေးတော့သူကကျွန်တော်မိန်းကလေးတွေကိုစိတ်မဝင်စားဘူးလို့ပြန်ပြောတယ်အမျိုးသမီးလည်းစင်ကြေတစ်ခုပေးပြီးဝက်ချက်အကောင့်ချင်းအပ်ဖို့အတွက်ကျူအားကုတ်စက်ကင်ဖက်ခိုင်းလိုက်တာမှားပြီးငွေပေးချေရမယ့်ကုတ်ကိုပြမိသွားတယ်အဲ့ဒီအချိန်မှာပဲယောက်ျားလေးရဲ့လက်ထောက်ရောက်လာတာမို့သူကလှည့်ထွက်သွားပါတော့တယ်အမျိုးသမီးကလည်းလက်မလျှော့ပဲကားမောင်းပြီးနောက်ကလိုက်သွားတယ်ကားမှန်တကားကိုခောက်ပြီးကားပေါ်လိုက်ပါစီးနင်းခွင့်ရအောင်စင်ကြေတစ်ခုပေးလိုက်တာပေါ့ယောက်ျားလေးကကားပေါ်တက်ခွင့်ပြုပေမဲ့အနားကိုတော့အကက်မခံပါဘူးကားပေါ်ရောက်တာနဲ့သူကကားနောက်ခန်းကမှန်အကကိုချက်ချင်းချလိုက်ပြီးစကားမပြောနဲ့လို့လှမ်းပိတ်လိုက်တယ်အမျိုးသမီးလည်းစိတ်ထဲကနေရွှင်30တန်းသာမရရင်နင့်ကိုလုံးဝလိုက်ပိုးမှာမဟုတ်ဘူးလို့တွေးပြီးကြိတ်မနိုင်ခဲမရဖြစ်နေပါတော့တယ်လမ်းဘေးမှာအဲ့ဒီအမျိုးသမီးဟာဝက်ဦးချောင်းမူလေးကိုကင်ပြီးယောက်ျားလေးစီလိုက်ရှာခဲ့တယ်သူရောက်သွားတော့ယောက်ျားလေးကသူ့တငယ်ချင်းနဲ့စကားပြောနေတာကိုတွေ့တာနဲ့ဘေးကုံမှာငြိမ်လေးဝင်ထိုင်နေလိုက်တာပေါ့တငယ်ချင်းဖြစ်သူကအဲ့ဒီလူကနင့်ကိုတမင်တက်လိန်ညာလဲစားဖို့လုပ်ခဲ့တာမဟုတ်ပါဘူးလို့ပြောလိုက်တယ်ဒါပေမဲ့အမျိုးသမီးကတော့လိန်ညာလဲစားတယ်ဆိုတဲ့စကားလုံးကိုသူ့စိတ်ထဲမှာအသေးခွဲတယ်နာကျင်အောင်လုပ်တယ်ဆိုပြီးမှားကြားသွားခဲ့တယ်တထေးသားဟာတခြားယောက်ျားတစ်ယောက်ရဲ့အသေးခွဲတာကိုခံလိုက်ရတာပဲလို့သူကထင်သွားတာပေါ့ဒါနဲ့ယောက်ျားလေးစီကိုခိုးကြောင်ခိုးဝက်လှမ်းကြည့်မိတဲ့အချိန်မှာယောက်ျားလေးကလည်းသူ့ကိုသတိပြုမိသွားတယ်အဲ့ဒီအချိန်မှာပဲလမ်းသွားလမ်းလာတယောက်ကဝက်ဦးချောင်းလာဝဲတာမို့အမျိုးသမီးကလှမ်းပေးလိုက်တယ်အဲ့ဒီနောက်ယောက်ျားလေးဟာစိတ်မကောင်းဖြစ်ပြီးစိတ်တက်ကြနေတဲ့ပုံစံမျိုးဖြစ်နေတာကိုသူမြင်လိုက်ရပြန်တယ်သူတော်တော်လေးအသေးကွယ်ပြီးနာကျင်နေတာပဲလို့အမျိုးသမီးကတွေးမိသွားတာပေါ့ဒါနဲ့သူကစိတ်ထဲကနေသူငါ့ကိုသဘောကျလာအောင်သာလုပ်နိုင်ရင်ဒီဝမ်းနဲ့မှုတွေကိုတေချာပေါက်မေးပြောက်သွားမှာပဲလို့တွေးလိုက်မိတယ်နောက်တနေ့မှာတော့အမျိုးသမီးဟာအဆောင်ရှိကိဝမှာဆိုင်သွားဖွင့်ထားလိုက်တယ်။အဲ့ဒီမှာယောက်ျားလေးရဲ့အခန်းဖော်ကိုတွေ့တာနဲ့လှမ်းဖမ်းဆွဲပြီးယောက်ျားလေးရဲ့ဖုန်းနံပါတ်ကိုကောက်ခံခင်ကတောင်းပါတော့တယ်။အခန်းဖော်ကလည်းဖုန်းနံပါတ်ပေးလိုက်တာပေါ့။အဲ့ဒီအချိန်မှာပဲယောက်ျားလေးအဆောင်ထဲကထွက်လာတာကိုမြင်တော့အခန်းဖော်ကချက်ချင်းပဲနောက်လှည့်ပြီးထွက်ပြေးသွားတော့တယ်။အမျိုးသမီးဟာယောက်ျားလေးလျှောက်လာတာကိုမြင်တာနဲ့ဝက်ဦးချောင်းတစ်ချောင်းကိုကင်လာပါတဲ့ကိုဟန်အမှုအရာတစ်ခုလုပ်ပြပြီးသူ့နာမည်ကိုလှမ်းခေါ်လိုက်တဲ့ယောက်ျားလေးခမများတော်တော်လေးလန့်ဖြတ်သွားတာပေါ့အမျိုးသမီးကအကိုအတွက်ဝက်ဦးချောင်းယူလာပေးတာကြိုက်ရလားဟင်လို့မေးလိုက်တဲ့အခါယောက်ျားလေးကချက်ချင်းပဲလှည့်ပြေးပါတော့တယ်အမျိုးသမီးလည်းနောက်ကနေအတင်းလိုက်ရတာပေါ့ယောက်ျားလေးဟာကားပေါ်ကိုအလောတကြီးတက်ပြီးမောင်းထွက်သွားခဲ့တယ်အမျိုးသမီးကကားမှန်တကားကိုပုတ်ပြီးလှမ်းခေါ်ပြီးမဲ့ကားနောက်မှာပဲကြံခဲ့ရရှာတယ်အမျိုးသမီးလည်းသူကငါ့ကိုမြင်တာနဲ့ဘာလို့ချက်ချင်းထွက်ပြေးရတာလဲဆိုပြီးဇဝေဇဝါဖြစ်သွားတာပေါ့ဒါနဲ့သူ့ကိုဖမ်းဆားနိုင်မဲ့တခြားနည်းလမ်းတစ်ခုကိုပြောင်းသုံးဖို့ဆုံးဖြတ်လိုက်တယ်မိုးလဲပိုင်းမှာတော့အမျိုးသမီးဟာစာတင်ခန်းထဲမှာထိုင်ပြီးယောက်ျားလေးကိုစောင့်နေခဲ့တယ်ယောက်ျားလေးစာတင်ခန်းထဲဝင်လာတာကိုမြင်တာနဲ့သူ့ဘေးမှာလာထိုင်ဖို့ချက်ချင်းလက်လန်းပြလိုက်တာပေါ့ဒါပေမဲ့ယောက်ျားလေးကသူ့နဲ့ဝေးရမှာသွားထိုင်လိုက်တဲ့အမျိုးသမီးကလည်းလက်မလျှော့ပဲသူ့ဘေးနားကိုချက်ချင်းလိုက်ထိုင်ပြီးမနှက်စာစားခြင်းလားဟင်လို့မေးလိုက်တာပေါ့ယောက်ျားလေးကမစားဘူးလို့ညင်းပြီးငင်းနေပါစာတင်တော့မယ်လို့ပြောလိုက်တဲ့အမျိုးသမီးလည်းစိတ်ထဲကနေရွန်း30တန်းအတွက်ငါအောက်အီးတီးခံရမယ်လို့ကိုပြန်အားပေးလိုက်ရတယ်စာတင်လို့ပြီးတဲ့အခါအမျိုးသမီးကရေတဘူးကမ်းပေးပြန်တဲ့ယောက်ျားလေးကမတောက်ဘူးလို့ပြောပြီးထရက်ကထွက်သွားပြန်ရောအဲ့ဒီအချိန်မှာတော့အမျိုးသမီးလည်းစိတ်ထဲမှာနည်းနည်းတော့ဒေါသထွက်သွားမိတယ်သူကတစ်ချိန်လုံးအကောင်းဆုံးဆက်ဆံပေးနေတာတော့ယောက်ျားလေးကတော့လုံးဝကို88ဆက်ဖြစ်နေသေးပါပဲ